အားလုံးပဲမင်္ဂလာပါ Grammar Master Online Class ကနေကြိုဆိုပါရစေဒီနေ့ Unit 17ကိုရောက်ပါပြီအဲ့တော့ Unit 17မှာပြောသွားမယ့်အကြောင်းအရာကတော့ Adverb of manner Adverbs of manner manner ဆိုတာကအပြုအမူ Adverbs ကကရိယာဝိသေသနာများအဲ့တော့အပြုအမူနဲ့သက်ဆိုင်တဲ့ကရိယာဝိသေသနာများဒါလေးတွေကိုပြောသွားမှာဖြစ်ပါတယ်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်သူကနော်adjective နဲ့ adverb နဲ့ကိုရှင်ပြီးတော့ပြပေးထားတယ်ပထမဆုံးတစ်ခုက regular ဇယားကွက်လေးပါဒီဘက်ကကျတော့ irregular အဲ့တော့သူ့မှာဆိုလို့ရှိရင်လေနော် adjective လိုပဲ regular နဲ့ irregular ဆိုပြီးတော့ရှိမှာအဲ့တော့ဒါဒီရှေ့က adjective ဒီနောက်က adverb ကြည့်မယ်နော် tight က tight tight adjective စကားလုံးသူ့ကိုနော် adverb ပြောင်းရင်သူ့ရဲ့နောက်မှာ ly ထည့်လိုက်တယ် tightly အဲ့ဒါက adverb ဆိုတော့ tight ကမြဲမြံသောနော် tightly ကမြဲမြံစွာဟုတ်ပြီနော် now careful ဂရုစိုက်သော adjective စကားလုံးသူ့ကို adverb ပြောင်းမယ်ဆိုရင်နောက်ကနေ ly ပေါင်းတယ် carefully ဂရုစိုက်စွာဒါ adverb now loud ကျယ်လောင်သော adjective သူ့ကို adverb ပြောင်းရင်နောက်ကနေ ly ထည့်ရမယ် loudly ဟုတ်ပြီနော် loudly loudly က adverb ဖြစ်သွားတယ်ကျယ်လောင်စွာ now quiet adjective စကားလုံးတိတ်ဆိတ်သောသူ့ကို adverb ပြောင်းမယ်ဆိုရင်နောက်ကနေ ly ထည့်ရမယ် quietly quietly တိတ်ဆိတ်စွာဟုတ်ပြီနော် now happy ပျော်ရွှင်သော adjective သူ့ကို adverb ပြောင်းရင် ly ပေါင်းမယ်အဲ့တော့ happily happily ပျော်ရွှင်စွာ now easy adjective စကားလုံးသူ့ကို adverb ပြောင်းနေဆိုရင် easily y ကို i ပြောင်းပြီးတော့မှ ly ပေါင်းမှာဟုတ်ပြီနော်ဒီအောက်ဆုံးနှစ်ခုကသူက y နဲ့ဆုံးတာဖြစ်တယ်ဒါကြောင့် y ကို i ပြောင်းပြီးတော့မှ ly ပေါင်းမယ်အဲ့တော့ဒီရှိကကြတော့အပေါ်ကဟာတွေကကြတော့သူ့ရဲ့နောက်မှာ ly ပေါင်းတယ်အောက်နှစ်ခုကကြတော့ y ဆုံးတဲ့အတွက် i ပြောင်းပြီးတော့မှ ly ပေါင်းတယ်ရမလားအဲ့တော့ဒီဟာက irregular အုပ်စုနောက် regular အုပ်စုနောက်တစ်ခုက irregular အုပ်စုမှာက good က adjective စကားလုံးကောင်းသောသူ့ကို adverb အနေနဲ့သုံးမယ်ဆိုရင် well ကောင်းစွာစလုံးပုံစံပြောင်းသွားတယ်နော် ly နဲ့မပေါင်းဘူးနော်နောက် first ကလျင်မြန်သော adjective စကားလုံးသူက adverb နဲ့ adjective နဲ့ကကြတော့စလုံးပေါင်းတူတယ် first ပဲနော် had ကလည်းအဲ့လိုပဲ adjective ရော adverb ရောစလုံးပေါင်းတူတယ်ဒီနှစ်ခုလေးကိုစတားလေးပြထားမယ်နော်အဲ့တော့ဒီဇယားခွဲနှစ်ခုကိုကူးပါပြီးရင်အောက်ဆုံးနှစ်ခုကိုစတားလေးပြထားမယ်သူကစလုံးပေါင်းတူတယ်ဟာနော် adjective ရော adverb ရောစလုံးပေါင်းတူတယ်အဲ့တော့ဒီလိုစလုံးပုံစံလုံးဝပြောင်းသွားတဲ့ဟာမျိုးဆိုလို့ရှိရင် irregular အုပ်စုတွေမှာပါတယ်လို့ခေါ်တယ်နောက်ကနေနော် ly ပဲပေါင်းရမှာအဲ့ဒါဆိုလို့ရှိရင်ကြတော့ regular အုပ်စုတွေမှာပါတယ်ဟုတ်ပြီနော်ဒီဇယားခွဲနှစ်ခုကိုကူးထားပါမယ်အဲ့တော့အောက်ကစာလေးနဲ့ရှင်းပြထားတာကိုကြည့်အောင် adjective describe a things or person အဲ့တော့ adjective ကကြတော့အရာဝတ္ထုဒါမှမဟုတ်လူပုဂ္ဂိုလ်ကိုဖော်ပြပေးတယ်ကြည့်အောင် she is a good singer သူမကတော်တဲ့အဆိုတော်တစ်ယောက်ဖြစ်တယ်ဒီမှာ adjective စကားလုံးကဘာလဲ good singer ကဘာလဲ noun ရှေ့မှာ article a ပါတယ်အဲ့တော့သူမကတော်တဲ့အဆိုတော်တစ်ယောက်ဖြစ်တယ်ဒီမှာသူမကအဆိုတော်တစ်ယောက်ဖြစ်တယ်လို့တင်ပြောတာမဟုတ်ဘဲနဲ့တော်တော်ဆိုတဲ့ adjective ကိုထည့်ထားတာအဲ့တော့တော်တယ်ဆိုတာကိုပြောချင်တာဟုတ်ပြီနော်နောက်တစ်ခုက he is a slow worker သူကနှေးကွေးတဲ့အလုပ်သမားတစ်ယောက်ဖြစ်တယ်ဒီမှာ slow က adjective worker က noun ဟုတ်ပြီနော်အဲ့တော့ဒီမှာ adjective ဆိုတာကတဲ့လူပုဂ္ဂိုလ်ဒါမှမဟုတ်အရာဝတ္ထုကိုဘယ်လိုဟာမျိုးဖြစ်လဲဆိုတာကိုဖော်ပြပေးတာပါတဲ့နောက် adverb of manner adverb of manner ကကြတော့ describe an action သူကကြတော့အပြုအမူကိုပဲဖော်ပြပေးတာဟုတ်ပြီနော်အပြုအမူကိုဖော်ပြပေးတာ they tell us how someone does something အဲ့တော့တစုံတစ်ယောက်ကအဲ့ဒီတစုံတစ်ခုကိုဘယ်လိုပြုလုပ်လိုက်လဲဆိုတဲ့လှုပ်ဆောင်ချက် action ကိုဒီ action ကိုအပြုအမူကိုဖော်ပြပေးတာဟုတ်ပြီနော် she sings well သူမကသချင်းကိုကောင်းစွာဆိုတယ်ဒီမှာ well ဆိုတာက above အတိအကျပြောရင် above or manner ဟုတ်ပြီနော်သူမကသချင်းကိုကောင်းစွာဆိုတယ်ကောင်းကောင်းဆိုတယ်ဆိုတဲ့
သူ့ရဲ့လှုပ်ဆောင်ချက် action ကိုပြောတာဖြစ်တယ်ဒါကြောင့် above ကိုသုံးတာနောက်တစ်ခု he walks slowly သူကအလုပ်ကိုနှေးကွေးစွာလုပ်တယ်ဒီမှာဆိုရင် slowly က above အဲ့တော့သူ့ရဲ့လှုပ်ဆောင်ချက်ကိုဖော်ပြတာဖြစ်တဲ့အတွက် above ရမယ်နော်အဲ့တော့ပြန်ပြောပြမယ် adjective ဆိုတာကကြတော့လူပုဂ္ဂိုလ်အရာဝတ္ထုပစ္စည်းကိုဖော်ပြပေးတာဘယ်လိုဟာမျိုးဖြစ်လဲဆိုတာကိုပဲဖော်ပြပေးတာ above ကကြတော့လှုပ်ဆောင်ချက်ကိုဖော်ပြပေးတာမတူဘူးเนาะအဲ့တော့အဲ့လိုပုံစံအဲ့လိုလေးခုနပြောသွားတဲ့အတိုင်းလေးနှုတ်မှတ်ပါเนาะနောက်တစ်ခုကကြတော့ form and spelling to form above or manner we add ly to an adjective အဲ့တော့ above ပြောင်းရင် adjective စကားလုံးလေးကို ly ပေါင်းထည့်မယ်တဲ့ adjective စကားလုံးလေးရဲ့နောက်မှာ ly ထည့်မယ်ဒါဆိုရင် above ဖြစ်သွားတယ် slow ဆိုရင်သူ့ရဲ့နောက်မှာ ly ထည့်လိုက်တော့ above ဖြစ်သွားတယ်ဟုတ်ပြီနော် loud loudly quick quickly polite politely ရမလား adjective စကားလုံးရဲ့နောက်မှာ ly ထည့်လိုက်ရင် above ဖြစ်သွားတယ်တဲ့နောက်တစ်ခု for adjective that ends in y နဲ့ဆုံးတဲ့ adjective တွေကိုတော့တဲ့ y နဲ့ဆုံးတဲ့ adjective တွေကို we change y to I then add ly အဲ့တော့ y ကို I ပြောင်းပြီးတော့မှ ly ပေါင်းမှာလို့ပြောတာ y နဲ့ဆုံးတဲ့ adjective တွေကို y ကို I ပြောင်းပြီးတော့ ly ပေါင်းမှာအဲ့တော့ happy y နဲ့ဆုံးတဲ့ adjective သူ့ကို above ပြောင်းရင် y ကို I ပြောင်းပြီးတော့မှ ly ပေါင်းမယ် happily noisy y နဲ့ဆုံးတဲ့ y ကို I ပြောင်းပြီးတော့ ly ပေါင်းတော့ noisily ရမလားအဲ့တော့အုပ်စုနှစ်ခုရှိမယ်နော် now these above are irregular ဒါတွေကကြတော့ above ကိုမှ irregular above တွေပါတဲ့ we do not form with ly မပေါင်းမှုတဲ့နော် good ဆိုရင် above က well first had ဒီနှလုံးကကြတော့ adjective နဲ့ above နဲ့ကစလုံးပေါင်းတူနေတာရမယ်နော်နောက်တစ်ခု above or manner came after ဆိုတော့နောက်ကနေလာတဲ့ the above ရဲ့နောက်မှာရှိတယ်လို့ပြောချင်တာ above က above ရဲ့နောက်မှာရှိတယ်ဒါလေးမှားရတယ်နော် above ကဘယ်ရဲ့နောက်မှာရှိလဲ above ရဲ့နောက်မှာရှိတယ် Mr. Smith walks slowly အဲ့တော့လမ်းကိုနှေးကွေးစွာရှောက်တယ်ဒီမှာ above ကပါလဲ walks above အနေ above အနေသူ့ရဲ့နောက်မှာလိုက်တာက slowly ဆိုတော့ဒီစကားလုံးကဘာဖြစ်မလဲ above ဟုတ်ပြီနော် above ရဲ့နောက်မှာရှိတဲ့ above ကဟုတ်ပြီ now Peter ran fast Peter ကလျင်မြန်စွာပြေးတယ်ဒီမှာဆိုရင်တို့က fast က adjective ရော above ရောရှိတာဖြစ်တဲ့အတွက်ဒီစကားလုံးဆိုလို့ရှိရင် adjective ရော adjective အနေနဲ့သုံးတဲ့ fast လား above အနေနဲ့သုံးတဲ့ fast လားဘာဖြစ်မလဲအဲ့တော့တို့ကစာကြောင်းကိုကြည့်လိုက်မယ်လေဒီ fast ကဘယ်ရဲ့နောက်မှာရှိနေရလဲ run ဆိုတဲ့ verb ရဲ့နောက်မှာရှိနေတဲ့အတွက်အဲ့ဒီ first က above ကိုပြောတာပါဟုတ်ပြီနော် above ကို above အနေနဲ့သုံးထားတဲ့ first ဟုတ်ပြီနော် adjective ကကြတော့ verb ရဲ့ adjective ကကြတော့ noun ရဲ့ရှေ့မှာရှိတာဟုတ်ပြီနော်ခုနဒီစာကြောင်းလေးကိုပြန်သွားကြည့်ပါအောင်ဒီမှာဆိုရင် a good singer ဟုတ်ပြီနော် noun ရဲ့ရှေ့မှာရှိတာဒီမှာဆိုရင် slow walker slow က adjective walker ဆိုတဲ့ noun ရဲ့ရှေ့မှာရှိတာအဲ့ဆိုရင်တို့ကသူ့ကိုနော်စာဟွာတွေမှာစာကြောင်းတွေမှာဆိုရင်ဘယ်နေရာမှာထားမလဲသိပြီနော် adjective ဆိုရင် noun ရဲ့ရှေ့မှာရှိတာ above ဆိုရင် verb ရဲ့နောက်မှာရှိတာရမလားအဲ့နှစ်ခုကို꿰တယ်နော်နောက်တစ်ချက်ကြည့်ရအောင် first and had can be adjective or above တဲ့ခုနပြောတဲ့ဟာလေးကိုသူကပြောပြထားတာ first နဲ့ had နဲ့က adjective ရော above ရောနှစ်ခုလုံးရှိတာဖြစ်တဲ့အတွက်တဲ့တို့ကခွဲတဲ့အခါမှာဆိုရင်သူ့ရဲ့အနည်းဆုံးမှာသွားကြည့်မယ်သူ့ရဲ့ရှေ့မှာ verb ရှိနေတာလားနော် noun ပါနေတာလားဆိုတာကိုစာကြောင်းကိုကြည့်ပြီးတော့ခွဲမှာဒီစာကြောင်းဆိုရင်ကြည့်အောင် Brian ran fast အဲ့ဒီစာကြောင်းမှာသုံးထားတဲ့ဒီ fast က adjective ဖြစ်နိုင်မလား above ဖြစ်နိုင်မလား above ဖြစ်မယ်ဘာလို့လဲ run ဆိုတဲ့ verb ရဲ့နောက်မှာရှိတဲ့အတွက် above နောက်တစ်ခု Brian is a fast runner ဒီစာကြောင်းမှာဆိုရင်ရော fast ကဘာဖြစ်မလဲ adjective ဘာလို့လဲ runner ဆိုတာက noun အပြည့်သမားနော် noun ရဲ့ရှေ့မှာရှိတဲ့အတွက်အဲ့ဒီ fast က adjective fast အဲ့လိုခွဲရမှာပါ
ရမလားဒီခွဲနည်းလေးကိုသိရမယ်ဒါမှားတတ်တယ်နော်အဲ့တော့အောက်က exercise တွေလုပ်တဲ့အခါမှာလည်းဒီနည်းကိုသိထားလို့ရှိရင်လွယ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အခုဒီရှင်းပြသွားတဲ့စာလေးတွေကိုခုနကရှင်းပြသွားတဲ့အတိုင်း note လေးတွေလိုက်မှတ်ပါနော်အဲ့တော့စာပြန်ကြည့်ရင်အဆင်ပြေအောင်လုပ်ပါအဲ့တော့ဒီအထိပြောသွားတဲ့အကြောင်းအရာက adjective ကို adverb ပြောင်းနေပြီးရင် adjective ဆိုတာကဘယ်လိုဟာကိုခေါ်လဲ adverb ဆိုတာကဘယ်လိုဟာကိုခေါ်လဲပြီးရင်စာကြောင်းတွေမှာဆိုရင်ဘယ်နေရာမှာရှိလဲဒါတွေကိုပြောသွားပါတယ်ဆိုရင်ဒီနေ့ပြောသွားတဲ့အကြောင်းအရာက unit 7 above all manner အပြုအမူနဲ့သက်ဆိုင်တဲ့ above စကားလုံးတွေကရိယာဝိသေသနာစကားလုံးတွေကိုပြောသွားတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲဆိုရင်ဒီနေ့ unit 7ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးပါ